နေ့ဆိုရင်ဇက်စစ်စိုးကြတစ်ခွဲရဲ့ကျွန်တော်တို့ဆရာဆွဲမှုနေ့ပဲဖြစ်ပါတယ်နော်မွေးနေ့မှာစားရဆရာတက်ရှိကျမ်းပါပါစေပြီးတော့လေလူရဆန္ဒရေးပြပါပါစေအင်ဂျင်ကြ Happy birthday ပါဆရာမွေးနေ့မှာစားရအဆင်ပြေချမ်းမြေ့ပါလို့ဆုတောင်းပေးပါ Happy birthday ပါဆရာမွေးနေ့ကစားပြီးတော့နောက်နှစ်ပေါင်းများစွာအသက်ရှည်ပြီးတော့ကျန်းမာပါစေပြီးတော့ဆရာနဲ့တူရှိနေပါတယ်အဆုံးထိသွားဖို့လည်းရည်ရွယ်ထားပါတယ်ဆရာချစ်တယ်နော်ဆရာ I love you Happy birthday ပါ Happy birthday ပါဆရာမွေးနေ့ကစပြီးကျမပျော်ရွှင်ပါစေအဲ့ဒီပြန်ကြမယ်ဆရာ ဒီပတိပါဆရာဆိုရင်မွေးနေ့မှာစား၍နောက်နှစ်ပေါင်းများစွာအထိပတ်ချုံပါစေသူတို့နဲ့အတူတူအိမ်ပြန်ကြမယ်နော်ဆို Happy birthday ပါဆရာဒီမှာပျော်ရွှင်ပါစေဘိုးပေးတော့ဆရာအဲ့ဒီလိုပြန်ကြမယ် Happy birthday ပါဆရာမွေးနေ့မှာပျော်ရွှင်ပါစေ Happy birthday ပါဆရာတို့မွေးနေ့မှာစ၍နောက်တစ်ပေါင်းများစွာတိုင်းပျော်ရွှင်ပါစေဆရာနဲ့တူတူအိမ်တူတူပြန်ကြမယ်တော်လည်းရေးတဲ့မြန်ဆုံးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဆရာ Happy birthday ပါဆရာမွေးနေ့မှာပျော်ရွှင်ပါစေဆရာတည်ရနော်ဆရာတည်ရနော်ဆရာကျော်မြောက်နော်ကျော်ရနော် Happy birthday ပါဆရာမွေးနေ့မှာပျော်ရွှင်ပါစေဆရာကျွန်တော်တို့လည်းအကောင်းဆုံးဆရာခေါင်းဆောင်တစ်ယောက်အနေနဲ့ဦးဆောင်နိုင်ပါစေလို့မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်ဆရာကိုလည်းအများကြီးချစ်တယ်နော်